အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့မှာတော့မာနေကန်နဲ့ဂျော်ရှော့ဘန်အကြောင်းခဏနာပြီးဘရာဇီးဖိုက်တာပန်နိုဂျာနဲ့ဂျော်ရှော့ဘန်အကြောင်းတင်ဆက်ပေးသွားမှာပါမနေ့ကပေါ်တူဂီဖိုက်တာမာနေကန်နဲ့ကီရိုဂျီတို့ပွဲပြီးမှာဂျော်ရှော့ဘန်ဒုတိယအကြိမ်ချန်ပီယံကာဝယ်ရမယ့်ဖိုက်တာကဘန်ရဲ့ပြန်မဲ့ဟောင်းကြီးပန်နိုဂျာဆိုတာရာနှုန်းပြည့်တေချာသွားပြီလို့ပြောလို့ရပါတယ်ဆိုတော့ဘာလို့အဲ့လိုပြောနိုင်လဲဆိုရင်မနေ့ကဂျပန်ဖိုက်တာကီရိုဂျီကိုနိုင်ရတဲ့ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာပေါ်တူဂီဖိုက်တာမာနေကန်ကဂျော်ရှော့ဘန်နဲ့ပန်နိုဂျာတို့နှစ်ယောက်ကိုအရင်ချန်ပီယံလူခိုင်းမှုအကြောင်းနဲ့သူကတော့နိုင်ရုံမဲ့ဆိုပြီးပြောသွားတာပါအဲ့တော့ဘန်နဲ့ချန်ပီယံခပတ်လူဝေးရှိတဲ့ဖိုက်တာကလက်ရှိမှာပန်နိုဂျာနဲ့မာနေကန်တို့နှစ်ယောက်ထဲသာရှိတော့တာပါဆိုတော့မနေ့ကမာနေကန်ရဲ့ပြောစကားအရသူနိုင်ယူခြင်းသေးတဲ့ဆိုတဲ့အတွက်ဘန်ချန်ပီယံကဝယ်ရမယ့်တဝူတဲ့သောဖိုက်တာကချန်ပီယံဟောင်းကြီးပန်နိုဂျာဆိုတာတေချာသွားပြီဖြစ်ပါတယ်အဲ့တော့ချန်ပီယံဟောင်းကြီးပန်နိုဂျာကလည်းမနေ့ကသူ့ရဲ့ Instagram အကောင့်ကနေတဆင့်ဒေဂျင်ကန်တွေအပြင်းထန်ဆင်းနေတဲ့ဗီဒီယိုနဲ့သူ့ရဲ့ blog တွေပြနေတဲ့ပုံတွေကို line ပေါ်တင်လာခဲ့တာပါဒါတော့ဂျော်ရှော့ဘန်နဲ့ဖလောင်းဝိုင်တန်ချန်ပီယံခပတ်မကြေပွဲအတွက်အစင်းနေမဲဆိုတဲ့အကြောင်းဘန်ကိုချက်ပြသတိပေးလိုက်တဲ့သဘောပါအဲ့တော့ပြီးခဲ့တဲ့ဂျော်ရှော့ဘန်နဲ့ပွဲမှာဘန်ရိုယာရဲ့လက်ကလုံးဝကြိုးစားတာမျိုးမဟုတ်ပဲအစ်စ်လွဲခဲ့တာပါအဲ့ဒီကြောင့်လည်းပန်နိုဂျာကဒိုးရှုံးပေးပြီးခဏလေးအတွင်းမှာလက်စစ်ပြန်တဲနိုင်ခဲ့တဲ့အတွက်အရှုံးပေးတာရန်စောသွားတယ်ဆိုပြီးနောင်နာကြီးကြီးရမိတဲ့အကြောင်းပြောခဲ့တာပါဆိုတော့ဘရာဇီးဖိုက်တာပန်နိုဂျာကအရင်ကဘန်နဲ့ချန်ပီယံခပတ်လူဝဲမတာခင်မှာလည်းဘန်ကိုသူ့ရဲ့ချုံနဲ့လုံးဝအလွယ်တကူနိုင်ရမယ်လို့အပိုင်တွက်ထားတာပါဒါကြောင့်ပန်နိုဂျာဒီပွဲမှာသူ့ရဲ့အားသာချက်လည်းဖြစ်တယ်လို့သူ့ရဲ့အဓိကလက်နက်လည်းဖြစ်တဲ့သူ့ရဲ့ချုပ်ပညာကိုဘန်နဲ့ပွဲစားမှာလုံးဝထုံမသုံးပဲဘန်ကိုထင်သေးတဲ့သဘောနဲ့ရှင်ထိုးနေတာပါဒါအပြင်ဘန်နိုဂျာ3-3ထားမရှိတဲ့အမြင့်ကန်ချက်တွေကိုပါဘန်ကိုယူမဆိုင်တဲ့ပုံစံနဲ့ထုတ်သုံးခဲ့တာပါအဲ့တော့ပန်နိုဂျာဖင်မနိုင်ပဲပဲဟင်းစားမိသလိုလက်စစ်လွယ်ပြီးဘန်ကိုအရှုံးပေးခဲ့ရတာပါအဲ့တော့လုံးဝနိုင်ရမယ်လို့အပိုင်တွက်ထားတဲ့ပွဲမှာအရှုံးနဲ့ရင်ဆိုင်လိုက်ရလို့ဘန်နိုဂျာသွားကားတွေရင်မပိုက်ပြီးတော်တော်လေးခံစားသွားခဲ့ရတာပါဆိုတော့အဲ့ဒီခံစားချက်တွေရဲ့တခုတည်းသောအဖြေကလည်းမကြေပွဲမှာဘန်ကိုအမောက်သိပ်ဖို့ပဲဖြစ်ပါတယ်ဒါကြောင့်ခုလာမဲ့ဘန်နဲ့မကြေပွဲမှာတော့ဘန်နိုဂျာတိုးချပြီးအညိုးနဲ့ဘန်ကိုရှုံးကျွေးဆက်တော့မှလည်းသိချပါတယ်အဲ့တော့ဂျော်ရှော့ဘန်အတွက်ကလည်းတခါနဲ့မှမရှိသေးတဲ့ဘန်နိုဂျာကိုလာမဲ့မကြေပွဲမှာနှချီထွက်အောင်တီးပေးပြီးဘန်နိုဂျာကိုဇက်သိမ်းပေးဖို့လိုအပ်လာပြီပဲဖြစ်ပါတယ်